ဒီယိုရိုက်လိုက် ဗီဒီယိုရိုက်မှာ ရိုက်ထားတာပဲမွေးပြော ဆိုင်လဲလာပြောဦးနော် မွေးတမ်းတူလေးပြပုံကြီး စိတ်ခွာလို့မြင်ဘူးလား မွေးရ စိတ်ခွာတယ် မွေး အခွာကြီးပါမြင်ဘူးလား အကွာဒီချဲလိုက်ချဲလိုက် ကဲကိုရိုက်စိတ်ခွာပါဆိုပါ မလို့မြင်မှုလားမသိအာယုံမရောက်တာအာယုံရောက်တော့လာခဲ့စမ်းပါ ဟောမြင်ဘူးလားဒူနေတာနော် တွန်းတူးနေတာဝေးဝေးနဲ့သူဆွမ်းတော့ ဒူနေ ပုံမှန် ဝေးနဲ့ဒူပါဘောနော်ဟိုကဝေးကခလေကောင်းပါလေ ဟမ် ဒါဘေးတစ်ဖက်တစ်ချက် အော်မွေးဆိုင်ကြည့်ဟိုဘက်ကနေလာဟိုနားရဲ့စားနေလာတယ်မအနာနေဘာရုံဆိုပြီးမွေးကြီးတယ်ပြဟဲ့အခုတည်းသူတွန်းတူးနေတာထွက်လာမှကြောက်တယ်နော်